မကွေးတိုင်းအောင်လယ်မြို့နယ်မှာကျန်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲပြုလုပ်နေချိန်ဆက်စုဝါရွာစစ်တပ်စစ်ဆေးရေးဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့932တပ်ရင်တပ်ခွဲ3တောင်တွင်းကြီးတပ်ခွဲရဲ့တာဝန်ရှိသူကပြောပါတယ်။ဒီကနေ့ဒီဇင်ဘာ28ရက်မနက်10:00နာရီခွဲခန့်မှာကျန်းဖက်စစ်တပ်ကရွေးကောက်ပွဲပြုလုပ်နေချိန်အောင်လယ်မြို့နယ်တန်ဘူလရဲစခန်းနဲ့ကပ္ပစ15ကိုအကာအကွယ်ပေးထားတဲ့ဆက်စုဝါရွာစစ်တပ်ဂိတ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ကျန်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးသူရှိကဆက်စုဝါရွာစစ်တပ်စစ်ဆေးရေးဂိတ်အတွင်းကို60မမလက်နက်ကြီး၄လုံးကြားရောက်ပောက်ကွဲခဲ့ကြောင်းတိုက်ခိုက်မှုလုပ်ပြီးတဲ့နောက်တော်လှန်ရေးတပ်ဖွဲ့တွေထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးဂိတ်စခန်းထဲကို60မမလက်နက်ကြီး၄လုံးကြားရောက်ပြီးပောက်ကွဲသွားတယ်ပြစ်မှတ်ကိုထိထိရောက်ရောက်ပစ်နိုင်ခဲ့တယ်စစ်ခွေးသေးစရင်ကတော့ကျွန်တော်တို့အတိမပြုတ်နိုင်သေးဘူးရဲဘော်တွေတော့အထိခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိအမှန်မပြုတ်တယ်လို့ဘလို့ရလက်တွေပဲထွက်လာပါစေကျွန်တော်တို့ကတော့စစ်အာဏာရှင်စနစ်အပြီးချုပ်ငိမ့်တဲ့အထိတွန်းလှန်တိုက်ခိုက်သွားမယ်လို့902တပ်ရင်တပ်ခွဲ3တောင်တွင်းကြီးတပ်ခွဲရဲ့တာဝန်ရှိသူကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုဗျူဟာအမှတ်18ယူမဖိုက်တာကော်လန်နေပြည်တော်တပ်ရင်932နေပြည်တော်တပ်ရင်834တရက်ခရိုင်အမှတ်1တပ်ရင်အောင်လံမြို့နယ်ပကဖတက်ခွဲ3နဲ့တောင်တွင်းကြီးတက်ခွဲတို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းအဲ့ဒီလိုတိုက်ခိုက်တာကြောင့်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပြီးရန်တမ်းပစ်ခတ်မှုတွေရှိနေလို့ပြည်သူတွေအနေနဲ့အထူးဂရုစိုက်နေထိုင်ကြဖို့တောင်တွင်းကြီးတက်ခွဲရဲ့တာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်